မန္တလေးလာရှိုးလန်းကနေနှစ်ကွက်ငုတ်ဖြစ်တဲ့ပတ်ဝန်းကျင်မှာလည်းအခုလိုမျိုးအင်ကြီးအိမ်ကောင်းနေနဲ့ပြည့်နှက်နေတယ်စောက်လက်စအိမ်တွေကလည်းအများကြီးပဲရှိတယ်နောက်တစ်ခုကမြေခိုင်မာမှုကလည်းအင်မတန်အားကောင်းတဲ့နေရာလေးနဲ့မိတ်ဆက်ပေးပါစီခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဟယ်လိုပြင်းလွင်အင်ချန်မြေကကြိုဆိုပါရစေဒီနေ့လူကြီးမင်းတို့ကိုအခုမြင်တွေ့နေရတဲ့ RC 3တက်ထိုက်အယောင်လေးနဲ့မိတ်ဆက်ပေးပါစီခင်ဗျာဒီနေရာကပြင်းလွင်မျိုးအနီးစကန်အောင်ချမ်းသာကျေးရွာမှာတည်ရှိပြီးတော့မန္တလေးလာရှိုးလန်းကနေဆိုရင်နှစ်ကောက်ငုတ်အနေထားမှာတည်ရှိပါတယ်မြေအကျယ်ကတော့ရှေ့မျက်နှာစာ65ပေအနောက်ကို65ပေညာဘက်က39ပေဘယ်ဘက်က15ပေဖြစ်ပြီးလူနေထိုင်ခွင့်ကြပြီးသားမြေပေါ်မှာတိဆောက်ထားတဲ့ခန်းနာလှပတဲ့ RC 3ထပ်တိုက်ပဲဖြစ်ပါတယ်အိမ်ရဲ့ခြံစည်းရုပ်အုပ်တိုင်းနေရာအစားတိတိကျကျလေးတိဆောက်ပေးထားပြီးတော့နေရနေမှာဆိုရင်လည်းဟောလမ်လေးတွေထည့်ပေးထားပါတယ်နောက်တစ်ခုကလုံခြုံရေးအတွက်လည်းစိတ်ချရအောင်လို့တန်ဆူးကျိုးဆိုရင်လည်းနှစ်ထပ်တက်ဆင်ပေးထားပါတယ်ခင်ဗျာအိမ်ရဲ့ဝင်ပေါက်ကိုနှစ်ဖက်လှုပ်ထားပေးပြီးတော့ဒီဘက်မှာဆိုရင်လည်းကားပါကင်နဲ့ဂါဇီဘိုလေးထည့်သွင်းတိဆောက်ပေးထားပါတယ်ကျွန်တော်တို့ဒီအိမ်ရဲ့ main ပေါက်ကနေဝင်မယ်ဆိုရင်လည်းအိမ်ရဲ့အောက်မှာကားပါကင်တစ်ခုထပ်ရှိပါသေးတယ်အဲ့တော့ကျွန်တော်တို့ကကားကိုဒီအောက်မှာလည်းရက်လို့ရတယ်ခုနကျွန်တော်ပြတဲ့နေရာမှာလည်းနှစ်စီးရက်လို့ရပါတယ်အိမ်ထဲကိုဝင်ချင်းမှာပဲအခန်းကျယ်တစ်ခန်းကိုတွေ့ရမှာဖြစ်ပါတယ်အောက်ထပ်မှာဆိုရင်အခန်းဖွဲ့စည်းပုံအနေနဲ့မာစတာတစ်ခန်းပါတယ်မိဖို့ကန်ပါတယ်ဘုံရေချိုးကန်အိမ်သာပါပါတယ်ခင်ဗျာအခုမြင်တွေ့နေရတာကတော့အောက်ထပ်ရဲ့မာစတာဘတ်ရုံအခန်းပဲဖြစ်ပါတယ်ခင်ဗျာအလင်းရောင်ရရှိမှုအားကောင်းပြီးတော့အတွင်းပိုင်းတုပ်ထားတဲ့ဆေးရောင်လေးရဲ့ခင်းထားတဲ့ကြမ်းကင်းလေးရဲ့လည်းလုံးဝကိုလိုက်ဖက်နေပါတယ်အခုလိုမျိုးအထက်မြင့်အဆောက်အဦတွေမှာဆိုရင်အောက်ဆုံးတက်မာစတာဘတ်ရုံဆိုတာကလူကြီးမိဘတွေအဖိုးဖွားတွေအတွက်အထူးသင့်လျော်တဲ့နေရာလေးဖြစ်ပါတယ်ဒါကတော့အောက်ထပ်မှာရှိတဲ့မိဖို့ကံပဲဖြစ်ပါတယ်ဒုတိယထပ်ကိုမတက်ခင်လှေကားချေရင်မှာဘုံအိမ်သာထည့်သွင်းတိဆောက်ပေးထားပါတယ်အိမ်အတွင်းအခုလိုမျိုးလှေကားတက်တဲ့နေရာလေးတွေမှာဆိုရင်လည်းဝေါ်လမ်လေးတွေကိုထည့်ပေးထားပါတယ်ခင်ဗျာဒုတိယထပ်မှာဆိုရင်မာစတာနှခမ်းထည့်သွင်းတိဆောက်ပေးထားပါတယ်ခင်ဗျာအခန်းတွင်းဖွဲ့စည်းပုံပြောရမယ်ဆိုရင်မာစတာ9ကန်ဧကန်ဖျားကန်မိဖို့ကန်ဘုံအိမ်သာနောက်တစ်ခုကရေပူရေအေးကိုလီတာ90နှလုံးတက်ဆင်ပေးထားတယ်ရေမီးအစုံပါမယ်ခြံထဲမှာဆိုရင်လည်းကားနှစ်စီးအေးဆေးရက်လို့ရမယ်ဂါဇီဘိုလေးလည်းထည့်သွင်းတိဆောက်ပေးထားတယ်ဒါကတော့အပေါ်တက်ရဲ့မာစတာဘတ်ရုံအခန်းတွေပဲဖြစ်ပါတယ်ခေါ်ထားတဲ့ဈေးနှုန်းက9300ဖြစ်ပြီးတော့ပိုင်ရှင်တိုက်ရိုက်ဈေးစကားပြောဆိုနိုင်ပါတယ်ဒီအကြီးကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်396639589343ကိုအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ